ရုပ်ပြီးတော့ဒါမဲ့ချေတို့ဘက်မှာတော့ငလျင်ကဆိုးဝါးတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့မန္တလေးမှာတော့ငရင်စလုပ်တဲ့နေရာတော့မချေကမန္တလေးမှာပေါ့နော်မန္တလေးမှာဒါတိုက်တီပါပြိုတယ်ဆိုတော့ဟိုဘယ်လိုပဲဖြစ်အားလုံးစိတ်ဆင်းရဲနေတဲ့အချိန်မှာပေါ့နော်မချေတို့ဒီအလုပ်တွေကြော်ညာတွေရိုက်ကူးတွေနားထားရတယ်ပေါ့နော်အခုဒါငရင်လေးပြီးတော့မှာပေါ့နော်အဲ့လိုနည်းနည်းပါပြန်ပြီးစီလာတဲ့အချိန်ညမှာမချေတို့ဒါဒီအခုဒီကြော်ညာလေးကဟာတာလေးလည်းပါတယ်ဒီကြော်ညာလေးပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့မှဒါအပန်းဖြေစရာပေါ့နော်ဒါလေးကိုကြည့်ပြီးတော့စိတ်ချမ်းသာပါစေတော့ကိုကိုတိုင်းလည်းအလုပ်လေးတွေပြန်ပြီးတော့စလုပ်ဖြစ်တာဖြစ်ပါတယ်ဟုတ်ကလေးတော့ဖြစ်တော့ကိုမန္တလေးကဖြစ်တယ်ဆိုတော့ကိုအတီတိုင်ဝိုင်းနေရောကိုမန္တလေးသူမန္တလေးသားတွေဖြစ်တော့စိတ်မကောင်းပေါ့နော်အဲ့တော့ကိုတက်နိုင်တဲ့ဟာလူအောင်ငွေရအောင်ပေါ့နော်အကုန်လုံးဖြစ်ပါတယ်တကြံတွင်းဆိုလဲကုသိုလ်ရေးတွေပေါ့နော်နှစ်စဉ်မိသားစုကုသိုလ်ရေးလေးတွေလှုပ်ဖြစ်တယ်ဆေးရုံတို့တခါဟိုပါတော့ဆေးရုံတော်တော်များများသွားဖြစ်တယ်သွားပြီးလူဖြစ်တယ်ပေါ့ငလင်ဘေးတင်ပြည်သူတွေအတွက်ကိုလည်းမန္တလေးဖြစ်တဲ့လူတွေအတွက်ကိုပို့ပြီးတော့ကိုတထောက်တနေရာနေပြီးတော့ကိုတက်နိုင်တဲ့အားနေပြီးတော့ပါဝင်ပြီးတော့ကုသိုလ်ရေးတွေလုပ်ဖြစ်ပါတယ်ဟုတ်မချေတို့ရွာဒီကိုတိုင်းတော့မချေကတော့မလိုက်ဖြစ်လိုက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့မချေလည်းအဲ့ဒီငရင်စမလုပ်ခင်အရင်28ရက်နေ့လောက်ကမှမချေလည်းအကျမ်းမာရေးဖြစ်လို့အိမ်မှာအဲ့ရလဲနေရဆိုတော့ကိုတိုင်းတော့လိုက်ပြီးတော့ငလင်ဘေးတင်ပြည်သူတွေကိုလိုက်ပြီးတော့မလှူလိုက်ရပါဘူးဒါပေမဲ့ຢာတဲ့ကဟိုရွာထဲမှာလည်းဒီမန္တလေးကိုသွားပြီးလှူကြတာတွေစကိုင်းကိုသွားပြီးလှူကြတာတွေရှိရပေါ့နော်အမှမချေငွေရင်းအားနေရောဒီထမင်းထုတ်ရေးဘူးပေါ့နော်အဲ့လိုလေးလည်းထည့်ပြီးတော့လှူလိုက်တယ်နောက်ပြီးတော့အခုဒီငလင်ကြောင့်ဟိုရွာထဲကဖះပေါ့နော်ရွာထဲဖះမှာပြိုကျက်ပျက်စီးသွားတယ်ဖះတဆူကိုလည်းမချေအဆအဆုံးပြန်ပြီးတော့မှဒီပြုပြင်မွမ်းမံထားပါလေဟုတ်မပြီးသေးပါဘူးဒီအားလုံးဒီငလင်ဘေးကြောင့်ဒါမန္တလေးအထူးကတော့မန္တလေးနဲ့စကိုင်းပေါ့နော်ဒါကြီးဟိုထိခိုက်နေနာမှုတွေအများကြီးရှိတယ်အဲ့တော့လည်းမချေအနေနဲ့လည်းစိတ်မကောင်းလည်းဖြစ်မိပါတယ်တကယ်လည်းဟိုစိတ်မကောင်းဖြစ်မိပါတယ်ထက်တူထက်မြပေါ့နော်သူတို့နဲ့ထက်တူထက်မြအားလုံးစိတ်ဆင်းရဲနေတဲ့အချိန်မှာကိုကိုတိုင်းTikTok ဘာညာဆော့တာမျိုးလည်းမလုပ်ပါဘူးဒါပေမဲ့အခုကျတော့ဒါဒီပထမဦးဆုံးပေါ့နော်ဒါဆိုငင်းလင်းပေးဒီဖြစ်ပြီးတော့နောက်ပိုင်းမှာပေါ့နော်ဒါပထမဦးဆုံးပြန်ရိုက်ဖြစ်တဲ့ကြော်ညာလေးဖြစ်ပါတယ်ဟုတ်အားလုံးလည်းဟိုဒါဟာတာလေးလည်းပါတယ်ဟိုနည်းနည်းဟိုကြည့်ပြီးတော့မှပေါ့နော်ဒီကြော်ညာလေးကိုကြည့်ပြီးတော့မှအားလုံးလည်းစိတ်ချမ်းသာအောင်ပြန်ပြီးတော့မှဒီကြော်ညာလေးနဲ့ပြန်ပြီးတော့မှငလင်ပေးပြီးမှပြန်ပြီးတော့ဆလာခဲ့တာပေါ့ဟုတ်နေကြတယ်ဒီနေ့ချိန်ထိဟိုမလုပ်ဖြစ်ဘူးပေါ့နော်ဒါပထမဆုံးရိုက်တဲ့ကျညာလေးပေါ့နော်ဒီမြေဩဇာကျညာလေးရှည်သီးငွေသီးမြေဩဇာကျညာလေးဟုတ်ကျင်းရဖြစ်တာကျန်ရဖြစ်တာအားလုံးဒီငလျင်ဘေးမှာမဟုတ်ပါဘူးမိဘေးရေဘေးအကုန်လုံးပေါ့နော်အားလုံးဒီဖျားရှိကိုယ်တိုင်းလည်းဆူတောင်းပါတယ်မချေတို့ဒီခုနှစ်သက်သမီးပန်းပေါ့နော်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးကက်ကြီးကက်ငယ်က30မှာကြော်လာနိုင်ကြပါစေလို့မချေတည်းကနေပြီးတော့မြတ်ထားပလိုက်ပါတယ်ရှင်ဟုတ်မချေလိုပါတယ်ထပ်တူသူမပေးတော့ဘူး